ကျွန်တော်တို့တော်တော်များများအပြစ်ရှာတတ်ကြပါတယ်ဘယ်လိုနေရာမျိုးမှာပဲဖြစ်ဖြစ်ကိုပဲဖြစ်ဖြစ်သူများကိုပဲဖြစ်ဖြစ်ပေါ့နော်ဒါပေမဲ့အဲ့ဒီအပြစ်ရှာတတ်တဲ့ skill လေးတစ်ခုကလည်းကြီးကြီးမှာအသုံးဝင်တယ်ကျွန်တော် option တွေကို ABC စဉ်းစားတဲ့အခါကျလို့ရှိရင် multiple choice ရဲ့သဘောတရားအရမှားနေတဲ့အရာကိုအရင်ပယ်တဲ့ method တနည်းပြောရရင် process of elimination POE ပေါ့နော်ဒီဟာကိုကျွန်တော်တို့ကသုံးလေအဖြေမှန်ကိုရောက်လေပဲပေါ့နော် grammar မှာပို့ပြီးတော့မှသိတာပါတယ် process of elimination ရဲ့အသုံးဝင်ပုံကဒီနေရာမှာမှားသွားပြီဒါကြောင့် A ရအဖြေမှန်မဟုတ်တော့ဟေးဒီမှာမှားရမတွေ့ဘူးလားအဲ့ဒီအမှားကိုတွေ့လိုက်တာ ਨੇ အဲ့ဒီ option ကိုငါတို့ကချစ်ချခဲ့လို့ရပြီပေါ့နော်အဲ့တော့ကျွန်တော်တို့အခုကစပြီးတော့မှအပြစ်ရှာကြမယ်ကျွန်တော်တို့မှာအပြစ်ရှာမယ်အပိုင်းလေးတွေအများကြီးရှိတယ်ကျွန်တော်ပြောခဲ့ပြီးသားဖြစ်တဲ့အပိုင်းဆိုရင် punctuation G တွေက punctuation ကိုစစ်တာတွေလည်းတော်တော်များတယ်အဲ့တော့နောက်ထပ်ဘာတွေကိုရှာရမလဲဆိုတော့ကျွန်တော်တို့ဒီထဲမှာဆက်ပြောသွားမယ်ပေါ့နော်ပထမဆုံးတစ်ခုက sentence fragment sentence fragment ကဘယ်လိုနေရာမျိုးတွေမှာအဖြစ်များလေးရှိတယ်ဆိုရင်ကျောင်းသားတစ်ယောက်ကစာကြောင်းတွေကိုရေးလိုက်တယ်အရင်ရှည်သွားတယ်ဒီစာကြောင်းကိုသူအားမရလို့ complicated ဖြစ်အောင်ရေးလိုက်တယ်ဒါမှမဟုတ် poetic ဖြစ်အောင်ရေးလိုက်တယ်အဲ့လိုမျိုးကိုကစာကြောင်းကိုလှကျင်စောနဲ့ရေးလိုက်တဲ့အခါမျိုးမှာနောက်ဆုံးမှာစာကြောင်းကြီးကအဆုံးမတက်နိုင်ပဲနဲ့ကြံနေခဲ့တဲ့အခါမျိုးပေါ့နော်ဒီလိုမျိုးကိစ္စမျိုးတွေမှာဖြစ်လေရှိတယ်ဥပမာ Josh threw the ball Josh ကဘောလုံးကိုပစ်ခဲ့တယ်ဒါဆိုဒီစာကြောင်းကလုံးဝပြည့်စုံတယ်ပေါ့နော်ဒီစာကြောင်းမျိုးကို simple sentence ရိုးရှင်းတဲ့စာကြောင်းလေးလို့ခေါ်လို့ရတယ်သူမှာ subject ပါတယ် verb ပါတယ်နောက် the ball လို့ခေါ်တဲ့ object ရှိတယ်ပေါ့နော်အဲ့လိုမဟုတ်ဘဲね threw the ball ပစ်ခဲ့တယ်ဒါဆိုဘယ်သူပစ်ခဲ့တာလဲ subject ကပျောက်နေတယ်ပေါ့နော်ဒီလိုမျိုး phrase မျိုးကိုကျွန်တော်တို့က sentence fragment လို့ခေါ်တယ်ပေါ့နော်စာကြောင်းကအပြည့်စုံမဟုတ်ဘူးအပိုင်းပိုင်းကျန်နေခဲ့တာပေါ့နော်ဒီဘက်ကပြည့်နေတဲ့ sentence ကိုကျတော့ complete sentence လို့ခေါ်နိုင်တယ်ပေါ့နော်အဲ့ဒီမှာ exception လေးတစ်ခုရှိတယ်ချွင်းချက်အနေနဲ့ဟိကောင်မင်းဘောလုံးပစ်ပေးလိုက်စမ်းစေခိုင်းတဲ့ပုံစံမျိုးနဲ့ရေးထားတဲ့စေခိုင်းဝါကြမျိုး imperative sentence မျိုးဆိုလို့ရှိရင်တော့ throw the ball ဘောလုံးပစ်ပေးလိုက်အဲ့လိုမျိုးပြောတာကဒါ complete sentence ပေါ့နော်ဒါပေမဲ့ဒီဘက်က through the ball ဆိုတာ verb to ကိုသုံးထားပြတဲ့ကြောင့်ဘယ်လိုပစ်ခဲ့တာလဲမေးစရာရှိရပေါ့နော် subject ကြီးကပြောင်းတယ်အဲ့လိုမျိုး case ကိုကျွန်တော် case 1လို့မှတ်ပါမယ်ဒီမှာ subject ပြောင်းနေတယ်ဒါဆိုနောက်ထပ် case ကကြတော့ the big red rooster ကျက်ဖဘာဖြစ်လဲပေါ့နောက်ထပ်သူကဆက်ပြုံးထားဒီမှာပဲရပ်သွားတယ်ပေါ့နော်ဒါဆို subject ပဲပါပြီးတော့မှဒီ sentence မှာ verb မပါတော့ဒါလည်း sentence fragment ပဲပေါ့နော်ဟုတ်ပြီဒါမျိုးက case 2ပေါ့နော် The big black rooster charged into the hen house ကျက်ဖကြီးကကြက်အိမ်ထဲကိုတွန်းဝင်သွားတယ်ဒီလိုပြောလိုက်ပြီဆိုလို့ရှိရင်စာကြောင်းကပြည့်စုံသွားတယ်ပေါ့နော်ဒီလိုစာကြောင်းမျိုးမှာကျွန်တော် complete sentence လို့ခေါ်တာဒီမှာဆိုရင် church ဆိုတဲ့ verb ပါတယ် into the hen house ဆိုတဲ့ prepositional phrase လည်းပါလာတယ်အဲ့ဒီနှစ်ခုလုံးပေါင်းပြီးတော့ verb ပါဝင်နေတဲ့ phrase ကြီးတစ်ခုတနည်းပြောရင် verb အပါဝင်နောက်ကပါနေတဲ့စကားစုတွေအားလုံးကိုဘာလို့ခေါ်လို့ရလဲဆို predicate လို့ခေါ်လို့ရတယ်ပေါ့နော် verb predicate ပေါ့အဲ့တော့စာကြောင်းတစ်ခုမှာ subject ပါရမယ် verb ပါဝင်နေတဲ့ predicate ပါရမယ်အဲ့လိုမဟုတ်ဘဲနဲ့ subject ရှိပြီး verb ကျန်ခဲ့တယ် verb ရှိပြီးတော့မှရှေ့မှာ subject မပါဘူးဆိုလို့ရှိရင်ဒါမျိုး sentence fragment လို့ခေါ်တာပေါ့နော်ဒါကြောင့်မလို့ a sentence fragment is a sentence that is missing either its subject or verb subject သို့မဟုတ် verb တခုပျောက်နေတဲ့ sentence မျိုးကို sentence fragment လို့ခေါ်တယ်။စာကြောင်းကြီးအရန်ရှည်လာတဲ့အခါမျိုးမှာပိုသိတာရယ်ပေါ့နော်။ခုနကပြောခဲ့ example လေးတွေမှာတော့ဟာဒါကတော့ငါတို့သိရပဲဆိုပြီးတော့အကြီးကြီးမှာ option ABC ကိုစစ်ဆေးရတဲ့အခါကျလို့ရှိရင်စာကြောင်းတွေကအရန်ရှည်ပြီးရှုပ်တယ်နားလည်ရခက်တဲ့အခါမျိုးဆိုရင်ဘယ်နေရာမှာစာကြောင်းရဲ့အဓိပ္ပာယ်ကရပ်သွားပြီလဲဘယ်နေရာမှာပါလိုနေလဲဒါမျိုးတွေကတိတိကျကျလေးဖတ်ပြီးစစ်ဆေးဖို့လိုတယ်ပေါ့နော်။ဥပမာဒီ sentence ဆိုရင် Because the rapid advancement of technology in modern society, which has significantly changed the way people communicate and interact with each other. ဒီညမှာ which ဆိုတဲ့စကားလုံးနဲ့အရှိမပြီးထားတဲ့ reason ကြီးကို modify လုပ်ထားရပေါ့နော်အဲ့မှာ which နဲ့ဆက်ပြီးတော့မှနောက်မှာဘာမှဆက်ပြောမထားဘူးပေါ့နော်ဒါဆိုရင်စာကြောင်းကြီးကမပြည့်စုံမနဲ့ပြတ်ကျန်နေကြတဲ့စာကြောင်းမျိုး sentence fragment လို့ခေါ်တယ်ကြီးကြီးမှာဒီလိုမျိုးဟာတွေကလည်း option တွေမှာတွေ့ရများတယ်ပေါ့နော်